မင်္ဂလာပါရှင်ဒီတစ်ပတ်အတွက် BEV ရဲ့မှတ်မှတ်တင်တဲ့စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့သတင်းတွေတွေကမှပြည်သူတွေအတွက်မှတ်မှတ်တင်ဖြစ်စေမဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ကျွန်မကတော့စီစဉ်တစ်ဆက်သူအီမီယာမှုခင်ပါပထမဆုံးအနေနဲ့ဂျာမနီရောက်မြန်မာနိုင်ငံသားတို့ရဲ့လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့သတင်းတစ်ခုကိုစတင်တင်ဆက်ပေးလိုက်ပါတယ်ရှင်62ခုနှစ်မှာယနေ့ရွေဦးတော်လှန်ရေးအတွင်းအသက်ပေးဆုံးရှုံးခဲ့ကြသောဘာသာပေါင်းစုံကသူရဲကောင်းအာဇာနည်ရဲဘော်ပေါင်းတို့အတွက်တမိနစ်ငြိမ်သက်ဆုတောင်းဂါရဝပြုခြင်းဖြစ်ပါတယ်။အားလုံးပဲတမိနစ်ငြိမ်ကျမတို့ဒီနေရာမှာနှစ်တိုင်းဒီအချိန်မှာအများအားစုံတွေ့ကြရပါတယ်စုစည်းကြရပါတယ်အားလုံးလည်းသိပြီးသားဖြစ်မှာပါကျမတို့ရဲ့တာမတ်ကြီးဦးကျော်မိုးထွန်းအနေနဲ့ကုလသမဂ္ဂမှာကျမတို့နိုင်ငံကိုဆက်လက်ပြီးတော့ကျမတို့ပြည်သူတွေရဲ့ဆန္ဒကိုဆက်လက်ပြီးတော့ကိုစားပြုနိုင်မှုအတွက်ကျမတို့နှစ်စဉ်နှစ်တိုင်းဒီရှေ့ကိုလာပြီးကျမတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြသကြရပါတယ်ဒုတိယသတင်းတစ်ပုဒ်ကတော့ရန်ပုံငွေတွေမလုံလောက်တော့တာကြောင့်မြန်မာနိုင်ငံကိုအကူအညီတွေရရှိမပေးနိုင်တော့ဘူးလို့ UN OCHA ကထုတ်ပြန်ထားပါတယ်ရှင် In this part of Myanmar, every day brings new risks. Families are ရန်ပုံငွေအကြီးအကျယ်မလုံလောက်တော့တာကြောင့်မြန်မာနိုင်ငံသားတန်းပေါင်းများစွာကိုအကူအညီတွေရရှိမပေးနိုင်တော့ဘူးလို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UN OCHA ကစက်တင်ဘာလ24ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့အရှေ့တောင်ပိုင်းတွေမှာအကူအညီတွေပေးဖို့အတွက်ကန့်သတ်မှုတွေရှိနေပါတယ်။အဓိကအကူအညီတွေလိုအပ်နေတဲ့လူထုအတွက်လည်းဘေးကင်းကင်းနဲ့သွာလာနိုင်ခွင့်လည်းဆုံးရှုံးနေရပြီးလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေတွားရောက်ပေးအပ်နိုင်ရေးအတွက်ကန့်သတ်ချက်တွေရှိနေစေလို့ဆိုပါတယ်။မြန်မာနိုင်ငံအနေနဲ့လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေလိုအပ်ချက်ပြည့်မီဖို့အနည်းဆုံးကမ္ဘာနိုင်ငံတွေကတနိုင်ငံဖြစ်ပြီး2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တုံ့ပြန်ရေးအစီအစဉ်HNRP အတွက်ဒီကနေ့အချိန်အထိရန်ပုံငွေ12%သာရရှိထားပါတယ်။နိုင်ငံတော်မှာလူဦးရေ 3.6 တန်းလောက်နေရစွန့်ခွာနေရတယ်လို့ခန့်မှန်းရပြီးစက်တင်ဘာလအတွင်းဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခါတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေပုံမများပြားလာသလိုအရင်ကတည်းကဆိုးရွားပြီးသားဖြစ်တဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကိုပုံမခက်ခဲစေတယ်လို့ထုတ်ပြန်ထားပါတယ်။2025ခုနှစ်ပထမနှစ်ဝက်အတွင်းလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ကဏ္ဍပေါင်းစုံမှာလူဦးရေအနည်းဆုံး 3.5 တန်းကိုအရေးပေါ်အကူအညီပေးနိုင်ခဲ့ကြောင်း UN OCHA မြန်မာကနေသိရပါတယ်။နောက်ထပ်ရွေးချယ်ထားတဲ့သတင်းကတော့ဖိလစ်ပိုင်မှာကျင်းပတဲ့ဆက်ရုပ်ပြိုင်ပွဲမှာမြန်မာကလေးတွေပထမဆုရရှိခဲ့တဲ့သတင်းဖြစ်ပါတယ်ရှင်ဖိလစ်ပိုင်မှာနိုင်ငံပေါင်း24နိုင်ငံကအဖွဲ့ပေါင်း108ဖွဲ့ဝင်ရောက်ရှင်ပြိုင်တဲ့ World Robot Olympic 2025 ပြိုင်ပွဲမှာမြန်မာကလေး3ဦးပထမဆုရခဲ့ပါတယ်။ဆုရရှိခဲ့သူတွေကတော့ဆယ်ကျော်သက်အရွယ်မောင်ညံကိုမောင်ကျော်ဖုံးခန့်စော်နဲ့မောင်မိုးပြည့်စုံကျော်တို့ဖြစ်ပါတယ်။ World Robot Olympic 2025 ပြိုင်ပွဲကိုဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာစက်တင်ဘာလ18ရက်နေ့ကနေ21ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပါတယ်။ We are Genius မြန်မာအသင်းကိုစားပြုပြီး AI စနစ်နဲ့ရေးပေါ်ကယ်ဆယ်ရေးနဲ့ရှောက်ဖွေးရေးစက်ရုံနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာပါ။
World Robot Olympic Asia Pacific Ocean Championship Philippines 2025 ပြိုင်ပွဲကိုနိုင်ငံပေါင်း24နိုင်ငံဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ Future Innovator Junior ပြိုင်ပွဲကိုတော့နိုင်ငံပေါင်းစုံ12သင်းဝင်ရောက်ရှင်ပြိုင်ခဲ့ရမှာ We Are Genius မြန်မာအသင်းက AI Power Search and Rescue Robotic ကားနဲ့ပထမဆုကိုရရှိခဲ့တာပါ။ မှန်တဲ့ဆက်ပေးမဲ့တဲ့တင်ကတော့စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံရဲ့လက်တလောရှင်တွေကို AAPP ကထုတ်ပြန်ထားတဲ့သတင်းဖြစ်ပါရဲ့ရှင်စစ်တပ်ရဲ့2021ခုနှစ်မတရားစစ်အာဏာလုချိန်ကနေစက်တင်ဘာလ25ရက်2025ခုနှစ်အထိအကြမ်းဖက်စစ်အုပ်စုနဲ့လက်ပါစီတွေကြောင့်ຫນွေဦးတော်လှန်ရေးကာလအတွင်းသေဆုံးခဲ့ရသူဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှ9284ဦးရှိခဲ့ပြီလို့သိရပါတယ်။မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်ဆက်ဖမ်းဆီးခံခဲ့ရသူပေါင်းစုစုပေါင်း29,933ဦးရှိခဲ့ပြီးအဲ့ဒီတဲက22,448ဦးဟာထိမ့်သိမ်းခံနေရဆဲဖြစ်ခါထိမ့်သိမ်းခံနေရသူတွေတဲကမှ11,118ဦးဟာထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ဖော်ပြပါကိန်းဂဏန်းအရေးအတွက်ဟာ AAPP ကလက်လန်းမီသမျှကောက်ယူရရှိထားတဲ့အရေးအတွက်သာဖြစ်ပြီးမြေပြင်မှာအခုထပ်ပုံပုံများပြားနိုင်ပါတယ်။ AAPP ရဲ့ကောက်ယူထားတဲ့သတင်းအချက်အလက်တွေအရ2025ခုနှစ်စက်တင်ဘာလ1ရက်နေ့ကနေ25ရက်နေ့အထိနိုင်ငံတော်ဝန်မှအကြမ်းဖက်စစ်အုပ်စုကြောင့်အမျိုးသမီး28ဦးနဲ့အမျိုးသား62ဦးစုစုပေါင်း90ဦးသေဆုံးခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီးဒီအရေးအတွက်အထင်းမှာအသက်18နှစ်အောက်ကလေးငယ်26ဦးပါဝင်ခဲ့ပါတယ်။သေဆုံးသူ90ဦးကစကိုင်းတိုင်းမှာ29ဦးနဲ့သေဆုံးမှုအများဆုံးဒေသဖြစ်ပြီးရခိုင်ပြည်နယ်မှာ22ဦးနဲ့သေဆုံးမှုဒုတိယအများဆုံးဒေသဖြစ်ခဲ့ပါတယ်။သေဆုံးရတဲ့အဓိကအကြောင်းအရင်းက53ဦးဟာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့ပြီး16ဦးဟာလက်နက်ကြီးနဲ့ပစ်ခတ်ခံခဲ့ရတာကြောင့်သေဆုံးခဲ့ရတာဖြစ်ပါတယ်။အခုနောက်ဆုံးတစ်ဆက်ပေးမှာကတော့ပဲခူးတိုင်းမထောက်မှာမြည်ရည်ကြီးနေလို့ပျက်စီးဆုံးရှုံးမှုတွေနဲ့ကာကွယ်ရေးတွေကိုဒေသခံတွေကဥဆောင်ပြီးပြုလုပ်နေရတဲ့ဆိုတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။စစ်တောင်းမြေပြန်လည်မြင့်တက်လာတာကြောင့်ပဲခူးတိုင်းရွှေကျင်မတောက်မှာလမ်းနဲ့တရားတချို့ဟာစက်တင်ဘာလ23ရက်ကစတင်ပြီးပျက်စီးဆုံးရှုံးသွားပါတယ်။ဒီဆုံးရှုံးပျက်စီးမှုတွေကိုဒေသခံပြည်သူတွေနဲ့အနေနဲ့အရရက်ကအလှူရှင်တွေပူးပေါင်းပြီးပြင်ဆင်လှုပ်ဆောင်နေရပါတယ်။ရှီဘေးအနေနဲ့ကာကွယ်တားဆီးရေးတွေကိုသက်ဆိုင်ရာအာဏာပိုင်တွေကအရေးယူဆောင်ရွက်တာမရှိတဲ့အတွက်ဒေသခံတွေအနေနဲ့အခုလိုလှုပ်ဆောင်ရတယ်လို့လည်းသိရပါတယ်။ရေလန်းခီးကိုတွာလာအုံပြုပြီးကျောင်းတက်နေရတဲ့ဒေသခံကျောင်းသားကျောင်းသူတွေအတွက်လည်းပရိုက်တာအဖွဲ့တွေအနေနဲ့အသက်ကယ်အင်ဂျီတွေနဲ့တခြားအထောက်အပံ့တွေလည်းကူညီပေးခဲ့ပါတယ်။အခုနားဆင်ကြည့်ရှုခဲ့ရတဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မှတ်မှတ်ထင်ထင်သတင်းတွေပဲဖြစ်ပါတယ်။ဒီစီစဉ်ကိုနောက်တစ်ပတ်မြန်မာစံတော်ချိန်သတင်းခွင့်နေည8:00နာရီမှာ BEV ရဲ့ YouTube, Facebook, Telegram နဲ့ TikTok Channel တွေမှာတပြိုင်နက်ထုတ်လွှင့်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ကျွန်မအင်းမြတ်မှုခင်ပါ။